က်ကလာကလေးအသားဝါနေလားရှင်းနဲ့သူ့ကိုကလေးကိုကြည့်တဲ့သူကဝါနေတယ်လို့ပဲလို့ပြောလို့ဖြေပေးပါရှင်းနဲ့ဟုတ်ပြီအဲ့တော့ကျတို့အသားဝါတာကိုစိတ်ပူတာကောင်းတယ်ဒါပေမဲ့အသားလဲဝါတယ်စီးလဲဝါတယ်အဲ့လိုကလေးမှတခြားပေါ့နော်ပုံမှန်မဟုတ်တော့ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသောလက္ခဏာတွေရှိတယ်ဒါမျိုးတွေနဲ့တွဲတယ်ဆိုလို့ရှိရင်စိတ်ပူတာတွေရှိတယ်နော်အဲ့တော့များသောအားဖြင့်ကြတော့လေဒီရွယ်လေးမှာဝါတာကအဓိကဆရာတို့သူ့ကိုဖြည့်ဆက်စာကျွေးတဲ့ဝါစိမ့်နေတဲ့မှာအဝါဓာတ်များရင်ဖြစ်တာများတယ်ဆရာစီလည်းခဏခဏလာတယ်ဝါနေလို့ကြည့်လိုက်တော့ကလေးကအကောင်ကြီးလုံးတုံနေတာပဲပြီးတော့သူ့မေးကြည့်လိုက်တော့အမေကဟေးဘာတွေကျွေးတာများလဲဆိုရွှေဖယုံလေးတစ်ပတ်ကို9ရက်လောက်ကျွေးတယ်ဆိုလို့ရှိရင်တော့ဝါပြီပေါ့နော်မုံလာဥတွေရွှေဖယုံလေးတွေကြီးပဲကျွေးတယ်ဆိုရင်တော့ဝါမှာပဲနော်အဲ့တော့အဲ့စားတော့ထဲမှာဝါစိမ့်နေတဲ့မှာအဝါလေးကိုတစ်လားလောက်ကလေးပြန်လျှော့လိုက်သူ့အတူအယောင်လေးကကြာသွားကြတာများတယ်နော်အနေမရှိတော့ကိစ္စပေါ့နော်ဒါလေးဖြစ်တာများတယ်ဒါပေမဲ့ကိုကမကျိန်းနေဘူးအနေရှိမရှိသေချာသိကျင်တယ်ဆိုတော့ကလေးဆရာဝန်ပြကြည့်နော်